It is my honor to conclude the Gambia's presentation in these oral proceedings. နေတာလန်နိုင်ငံတင်ကြီးမြို့ရှိပြည်ပဆိုင်ရာတရားရုံး ICJ မှာမြန်မာနိုင်ငံရဲ့လူမျိုးတုံးတပ်ဖြတ်မှုအမှုနဲ့ပတ်သက်ပြီးဂမ်ဘီယာနိုင်ငံဘက်ကဇန်နဝါရီလ29ရက်နေ့ကနောက်ဆုံးပိတ်6လေးချက်ပေးခဲ့ပြီးရိုဟင်ဂျာတွေအတွက်အရေးကြီးတဲ့အခွင့်အရေးတောင်းဆိုချက်တွေကိုတရားရုံးစီတင်သွင်းခဲ့ပါတယ်။မြန်မာစစ်တပ်ကလူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့တာကြောင့်နိုင်ငံမှာအစွန်းထင်းဖြစ်ခဲ့ရတာဖြစ်ပြီးဒီအစွန်းထင်းကိုအမှန်တရားနဲ့တာဝန်ခံမှုတွေကနေပဲတဆင့်ပြန်လည်ဆေးကြောနိုင်မှာဖြစ်တယ်လို့ဂမ်ဘီယာရှိနေကြုံတဲ့တရားရေးဝန်ကြီးမစ္စတာဒေါ်ရာအေဂျဲလိုကတရားရုံးမှာနေကိုချုပ်ချောက်လဲခဲ့တာပါအဲ့ဒီအပြင်မြန်မာနိုင်ငံမှာရှိနေတဲ့သူတွေရောပြည်ပကိုထွက်ပြေးခဲ့ရတဲ့ရိုဟင်ဂျာအားလုံးကိုပါအပြည့်အဝနဲ့တန်းတူညီတူရှိတဲ့နိုင်ငံသားဖြစ်ခွင့်ကိုအမြန်ဆုံးပေးဖို့တရားရုံးမှာဂမ်ဘီယာဘက်ကအဓိကတောင်းဆိုချက်အနေနဲ့တောင်းဆိုခဲ့ပါတယ်။နောက်ပြီးလူမျိုးတုံးတပ်ဖြတ်မှုအတွင်းခံခဲ့ရတဲ့နစ်နာမှုတွေအတွက်ရော်ကြေးပေးဖို့အိမ်ယာနဲ့မြေယာပိုင်ဆိုင်မှုတွေကိုပြန်ပေးဖို့မိသားစုတွေပြန်လည်ပေါင်းစည်းနိုင်အောင်လှုံ့ဆော်ပေးဖို့နဲ့ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါကုစားပေးတာတွေလှုံ့ဆော်ပေးဖို့ကိုလည်းထည့်သွင်းတောင်းဆိုထားပါတယ်။အဲ့ဒီအပြင်ပြည်တဲ့ကင်းလွန်ခွန်ရနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးလူမျိုးတုံးတပ်ဖြတ်မှုမှာပါဝင်ခဲ့တဲ့စစ်တပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလွတ်လပ်တဲ့တရားရုံးမှာစစ်ဆေးစီရင်ဖို့တောင်းဆိုခဲ့ပါတယ်။နောက်ပြီးအခုချိန်မှာလူမျိုးတုံးတပ်ဖြတ်မှုကိုကြီးကြပ်ခဲ့တဲ့ဗိုလ်ချုပ်ကြီးကနိုင်ငံကိုအင်အားသုံးအုပ်ချုပ်နေတဲ့တန်တရားကနေလွတ်မြောက်ဖို့အမှန်တရားကိုဖော်ထုတ်ပေးဖို့လည်းတင်ပြခဲ့ပါတယ်။ရိုဟင်ဂျာတွေနေရဲ့ပြည်ရေးအတွက်ဘေးကင်းလုံခြုံပြီးတိတ်ခါရှိရှိပြန်လာနိုင်မဲ့ပတ်ဝန်းကျင်ဖန်တီးပေးဖို့ခွေးခြားဆက်ဆံမှုတွေကနေကာကွယ်ပေးဖို့နဲ့မြန်မာနိုင်ငံအတွင်းလက်လွတ်စော်ဒေါ်လာနေထိုင်ခွင့်နဲ့အတက်မင်ဝန်ကြောင်းလုပ်ငန်းတွေလုပ်ကိုင်ဖို့အာမခံပေးဖို့ကိုလည်းဂမ်ဘီယာဘက်ကတောင်းဆိုတော့ခဲ့ပါတယ်။